ကဒီနေ့ဆိုင်တော့ကြတော့ပေါ့နော်ငါးများသွားမှာဖြစ်ပါတယ်သူ့မှာလမ်းမှာတွေ့တဲ့ရှုခင်းနေရပေါ့နော်ဘာနဲ့မှလဲလို့မရလုံးဝတဘာဝပေါ့နော်အိုင်တအိုင်ထဲမှာများရတာအားမရလို့ပေါ့နော်ကျမနဲ့ဦးလေးရပေါ့နော်အိုင်တခြားအိုင်သွားချဖြစ်ပါတယ်မမွန်းတော့ခဏများနေကြအိုင်မှာများနေရဖြစ်ပါတယ်ရှုခင်းနေရတော့လုံးဝ share ပဲပေါ့နော်တွားရင်လာရင်လမ်းအရန်ကျွမ်းနေဆိုပေါ့လမ်းမားနေရတဲ့တင်တော့အချိန်နည်းနည်းကြာသွားပါတယ်အခုတလောကပေါ့နော်ငါးများတဲ့အချိန်ကာလမဟုတ်ဘူးဆိုတော့ပေါ့နော်ငါးများဖို့အတွက်တီးကောင်လည်းမရှိဘူးပေါ့နော်အဲကြောင့်မို့လို့ပေါ့နော်ဆိုင်တို့ဘာနဲ့များလဲဆိုရင်ဒီလိုမျိုးအခုဆိုင်းကင်ထားတဲ့အဝါရောင်ငါးစာငါးဆိုင်ကဝယ်ထားတဲ့ငါးစာဖြစ်ပါတယ်ပြောတာတော့အရင်ပြောပြချင်တယ်ပေါ့နော်ဒါပေမဲ့စကားတော့တိတ်မပြီးဘူးပေါ့နော်တီးခံပေးပါတခြားအိုင်ရှာလို့မတွေ့ရနဲ့များနေကြအိုင်မှာပြန်များပါတယ်မမွန်းကတော့များနေပြီပေါ့နော်မျက်နာတော့တစ်ချက်တီးခံပေးပါအရင်ရုပ်ဆိုးနေတယ်ပေါ့နော်ရွာရောက်ပြီးနောက်ပိုင်းတနခါနဲ့ပဲညာတော့တယ်ပေါ့နော်ဒီနေ့တနေကုန်ငါးများတာဆိုင်းငါးတကောင်မှမရဘူးပေါ့နော်အရင်ကတော့ပေါ့နော်ငါးများရတာဝါသနာမပါဘူးပေါ့နော်အခုကလုံးဝဝါသနာအိုးကြီးဖြစ်နေပြီပေါ့နော်ငါးများရတာလွယ်တယ်များထင်နေလားအဲ့လိုကြောက်နဲ့ထဲမှာတွားပြီးတော့ပေါ့နော်များတာဖြစ်ပါတယ်မမုံလဲဆင်းတယ်ပေါ့နော်မမုံကိုလေတိလာငါးများဝါသနာပါမယ်လို့မထင်ထားဘူးတွားပို့ပြီးတော့ဝါသနာပါနေပေါ့နော်ဒီနေ့တနေကုန်ပေါ့နော်ငါးလည်းမရလို့စိတ်တက်ကြနေတဲ့အချိန်မှာကျမတို့ပိုက်ကွန်ယူခဲ့တယ်ပေါ့အဲ့ပိုက်ကွန်နဲ့ပြစ်လိုက်တဲ့အခါမှာတော့ကျမရဲ့ရင်ထဲမှာတော့တနေကုန်အမောပြေထားတာလေးတွေအမပေါ့တနေကုန်မောထားတာလေးတွေအမောပြေသွားတယ်ပေါ့နော်အကြီးတော့မဟုတ်ပေမဲ့ဒီအရွယ်စားဆိုပေမဲ့မရတာသက်ဆိုင်တော့ရန်ဝမ်တာပီတီဖြစ်ပါတယ်ကျမပေါ့နော်အခုလိုမျိုးပင်ပန်းရိုက်ထားတဲ့ဗီဒီယိုတွေကပေါ့နော်တချို့သူတွေတော့အရေးမပါပေမဲ့တချို့သူတွေအတွက်တော့အရန်ကိုမှအမောပြေပြီးအရေးပါပါတယ်ကျေးဇူးလေးမစောကျမတို့ရဲ့တက်တိလေခေသူမဟုတ်ဘူးပေါ့နော်အဲ့လောက်အမိုက်များတဲ့ကန်ထဲကိုပေါ့နော်ပိုက်ကွန်ပြည့်ရဲတဲ့တက်တိပေါ့နော်တွားပြီးတွားချီလိုက်နာအမေတဲ့ငါစားရမလို့နော်ငါရတော့လေပျော်တော့လေဖက်နဲ့မှာဒီလောက်ရှုံပေတော့တော့မမိဘူးပေါ့နော်တခါချက်စားဖို့အတွက်ရပြီဆိုတော့ပြန်မလို့ပဲပေါ့နော်ဒါပေမဲ့မမိုးနဲ့တို့အတော့ပေါ့နော်နောက်တစ်ခေါက်ဆိုပြီးတော့အချိန်ဖြစ်သွားတယ်ပေါ့နော်နောက်ဆုံးဆိုရင်စင်နေလို့လားကဲသူပြောတဲ့နောက်ဆုံးလဲပြီးပြီဆိုတော့ပေါ့နော်ဆိုင်းတို့အိမ်ပြန်มาတော့မယ်မိုးလဲအရန်ချုပ်နေပေါ့နော်10နိုင်ထိုးခံနေဖြစ်နေပေါ့နော်ခွေးရဟောင်းရမို့ချုံမပြန်လို့ပေါ့နော်ခွဲရတော့ဟောင်းနေပါလေကဲဆိုင်လက်ရှုနေအားလုံးပေသွားပြီဆိုတော့ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲပလိန်းနဲ့တူလေးလဲကျေးဇူးအားပေးလို့လဲကျေးဇူးတင်ပါတယ်ရှင်အားလုံးဘိုင်ဘိုင်